ဆိုကျွန်တော်ဒီနေ့ကဒါနိုဝင်ဘာရဲ့30ရက်နေ့ဆိုတော့ကျွန်တော်ရဲ့ဒီဇင်ဘာ challenge လေးကိုပြန်သွားမယ်ပေါ့နော်ဒီကြားထဲကကျွန်တော်ရဲ့နိုဝင်ဘာကျွန်တော်ရဲ့ birthday month လေးမှာဘာ challenge မှမလုပ်ပါဘူးကျွန်တော်ဒီတိုင်း chill လုပ်ပါတယ်ကျွန်တော်10လပိုင်းပေါ့နော်4ရက်နေ့ပြီးခင်တယ်ဘာမှမလုပ် chill ပဲလုပ်တယ်chill လုပ်တာလည်း challenge ပဲပေါ့နော် just kidding ဆိုတော့ကျွန်တော် physical challenge လေးကျွန်တော်ပြန်လုပ်ချင်ပါကျွန်တော်အရင်တော့ physical challenge ဆိုပြီးတည်တံ့လုပ်ခဲ့ရမရှိဘူးပေါ့နော်ကျွန်တော်လုပ်ခဲ့ဆို fasting တခုပဲပေါ့နော်အဲ့ဒါလည်း physical almost physical ဆိုတော့လေ okay ဟုတ်ပြီဒီတစ်ခေါက်ရဲ့ကျွန်တော်ရဲ့ December မှာကျွန်တော်လုပ်စီရ categories တွေကကျွန်တော် responsibility ယူထားတဲ့ဟာတွေကိုကျွန်တော် undo ပြန်လုပ်မဲ့ကိစ္စတွေကိုတခြားပေါ့နော် trading လေးလာနေတာအများကြီးပဲပေါ့ဆိုကျွန်တော်ကနေတိတဲ့အချိန်အများကြီးမပေးနိုင်ဘူးဆိုကျွန်တော် challenge တစ်ခုကဘာလုပ်မှလဲဆိုတော့ကျွန်တော် like my biggest fear of physical exercise is push up yes ကျွန်တော် push up လုပ်ရတာအရန်ကိုပဲကြောက်ပါတယ်ကြောက်တယ်ဆိုတာထက်မလုပ်နိုင်တာပါတယ်ဆိုတော့ကျွန်တော်ငယ်တော့အင်္ဂလိပ်စာကြောက်ခဲ့တဲ့လိုမျိုးပဲကြောက်တယ်ဆိုတာထက်မလုံနိုင်ခဲ့တာမကြက်နိုင်ခဲ့တာမရနိုင်ခဲ့တာကျွန်တော်ပိုကြောက်တယ်ပေါ့ဆိုတော့ကျွန်တော်ရဲ့ဒီ December လ push up challenge လေးကတော့ကျွန်တော်ဘယ်လောက်ကနေလုပ်မယ်ဆိုတာထက်ပေါ့နော်ကျွန်တော်ဘယ်လိုသွားမလဲဆိုတော့ကျွန်တော်တရက်နေ့မှာ9ကျင်ကနေစထုတ်မယ် honestly ကျွန်တော် even though like I am a karate player I can't do like a lot of push up like more than 10 or more than 20 like generally မင်းကလေးတွေ push up လုပ်ရတာအရင်ခက်ပါကျွန်တော်တို့အိတ်ထားမတင်တို့တခြားလုပ်ရကျွန်တော်အရင်အဆင်ပြေ push up ကလို့ကျွန်တော်ကအကုန်ကောင်းတယ်ပေါ့နော်ဆိုတော့အကုန်လုပ်နိုင်တယ်အကုန်လည်းအဆင်ပြေအများကြီးတော့မဟုတ်ဘူးကျွန်တော် level နဲ့ကိုက်နေတယ်လို့ပေါ့ဒါပေမဲ့ push up ကကျွန်တော်like ယောက်ျားလေး push up ဆိုပိုဆိုးရပေါ့နော်ဘလို့မှအဆင်မပြေနေကျွန်တော်ဒီဟာရောအကုန်တကူလုံးကြီးတုံလာပြီးတော့ဘာမှမလုပ်နိုင်တော့အထိပေါ့နော်ဆိုကျွန်တော်ကအခုယောက်ျားလေး push up ကို9ကနေစမယ်ပေါ့နော်9ချိန်ကနေစမယ်ဆိုတော့ဒီပထမနေ့မှာ9ချိန်ဒုတိယနေ့ကျရင်6ချိန်တရက်တိုးသွားမယ်ဆိုတော့နောက်ဆုံးမှာတော့35ချိန်လုံနိုင်ဖို့ညှော်လင့်နေပေါ့နော်ဆိုကျွန်တော်ရဲ့ challenge လေးကတော့တနေ့ကိုတစ်ခုတိုးသွားမယ်ပေါ့ဆိုတော့တစ်ခါလေးကျ9ချိန်စပြီး push up တော့နည်းနည်းလေးတော့ဟောတာဖြစ်ပါဘယ်လိုကျွန်တော်အခုလက်ရှိကိုပဲ3ချိန်လောက်ကိုပဲလက်ကအောက်ထိမချနိုင်ဘူးပေါ့နော်ဆိုတော့ကျွန်တော်9ချိန်ကနေစလုပ်သွားမယ်ပြီးတော့6ချိန်9ချိန်10ချိန်9ချိန်10ချိန်ဒါ and the end of the year ပေါ့နော်ဒီနှစ်ကုန်တဲ့အထိလုပ်မှာဖြစ်ပါတယ် okay ဆိုတော့ကျွန်တော်ပုံမှန်အဖြစ် karate လည်းသွားဖြစ်တဲ့အတွက် karate မှာဘယ်လိုရေးရိုက်တာမျိုးလေးပေါ့တခါတည်းဒီ one month လုံးရင်ဒီ physical exercise လုံးရင်တခါလဲဆော့သွားမှာပေါ့နော်ပုံမှန်အဖြစ်ကျွန်တော်တို့ဒီ push up ကိုမှဒီအောက်ဒီ ground push up မဟုတ်ဘဲနဲ့ပေါ့နော်ကျွန်တော်ထားပါတော့တခုခုမိပြီး push up လုပ်ရတယ်ကျွန်တော်တို့အဆင်ပြေရဆိုပေမဲ့လည်း ground push up ကတော့အရင်ကိုဆိုပါတယ်ကျွန်တော်အခု3ချိန်လောက်လုပ်ရင်ကျွန်တော်လက်ကြီးကပြုတ်တော့မယ်အတိုင်းပဲပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဒီဇင်ဘာ challenge လေးကတော့ဘာဖြစ်မလဲဆို push up ဖြစ်ပါတယ်ဆို push up ကိုမှတနေ့ကိုတိုးသွားဖြစ်ပါတယ်ဆိုတော့ just check me out okay နောက်တစ်ခုကကြတော့ကျွန်တော်ဒီနောက်ဒီ channel ဝတ်မိမှာပေါ့နော်ကျွန်တော်ဒီချီနဲ့ပတ်သက်တဲ့ဟာလေးတွေနောက်တစ်ခုကကြ IS နဲ့ပတ်သက်တဲ့ဟာလေးတွေတင်သွားဖို့ရှိပါတယ်အဓိကတော့ကျွန်တော်စောင့်မွေး3စလုံးပေါ့နော် GD ရော IS ကို SA ရောပြီးတော့ဖြစ်တဲ့အတွက်လုံးဝပေါ့ပါလွတ်လက်အခုလက်ရှိယူနီစောင့်နေတာပေါ့နော်ဆိုတော့ဒီကြားရဲ့အတွင်းမှာကျွန်တော်အဲ့ဟာလေးတင်သွားမယ်နောက်တစ်ခုကကြတော့ဒီ book summaries discussion လေးလာဖို့ရှိပါတယ်ဆိုအဲ့ဒါလေးကတော့ coming summer နောက်ပြီးကြတော့ကျွန်တော်ရဲ့my lovely person နဲ့လုံးမဟာလေးလည်းရှိပါတယ် okay ဆိုတော့ကျွန်တော်ရဲ့ဒီဇင်ဘာ channel ရဲ့နောက်ဆုံးပိတ်အနေနဲ့ push up ပါဆိုတော့5 to 35ပေါ့နော် maximum ကတော့ maximum ကတော့35ဖြစ်သွားလိမ့်မယ် okay so check me out please bye bye